မြောင်လေးတွေအာဝူလေးတွေအတွက်အရန်ပူတဲ့ချိန်လာနေလို့ရအောင်ထားပေးထားတဲ့စင်ကလေးဒါလေးကမျိုးစေ့ပန်းကလေးပါစစုကားစားဆိုတော့ဘာမှတော့မရှိသေးဘူးစိုက်ထားရဲ့ပင်တွေကနေပြီးတော့မျိုးစေ့ထုတ်လိုက်ရင်တော့အဆင်ပြေပါတယ်မျိုးမီတွေနည်းနည်းစုံလာမယ်လို့တော့ထင်ပါတယ်ပဲစီရယ်ခဝဲစီရယ်ဖယုံရယ်ချင်မောင်ရယ်လောလောဆယ်တော့ခရမ်းမုံညင်းလောက်ပဲရှိသေးတယ်ဒါလေးကအိမ်တော်မင်္ဂလာလေးမစိုက်တဲ့နဲ့စိုက်ထားစင်ကခဏခနဲ့နဲ့ပင်လေးခုမှနှာနှံ့နေရခုမှနှာနှက်ထားတဲ့ပင်ကလေးတွေခုတော့နည်းနည်းလေးကျန်းကျင်လာလို့ထင်ပါတယ်အရင်လောက်ဆိုးဆိုးဝါးမရှိတော့ပင်လေးတွေလန်းလာတယ်အဓိကမြေသားကိုစနစ်ချမထဲတတ်တော့ပင်တွေကထွားတဲ့လောက်မထွားဒါဖီလိုဒန်တော့ပင်လေးနဲ့စိန်လာနဲ့ပယ်ရီဆိုပေါ့သူကအဲလာနဲ့ဒါအဲလာကမုံလေးပါကျမချမ်းသာကြီးကလေးနှစ်က3နှစ်သားလောက်ရှိပြီကိုဒီလောက်ကမတက်ဘူးခုမှမြေဆွေးထဲပါညာနဲ့သူအတက်ကလေးစထွက်လာတာဒါလေးကမြပရက်ပင်ကလေးပါဆက်စိုက်ထားမကြသေးပါဘူးအမြင့်ဆွဲစာပဲရှိသေးတယ်